ကိန်းစောရဲပေမန်းတာပေါ့တမီးကကြောက်တမီးရောလှုပ်လေသွားပြီးတမီးကမပေမန်းတယ်သူသားကိန်းစောအားပေမန်း တကိုလည်းစား တော့တခုဟာပြီးကောအုံနောက်တော့မှစဉ်းစားထားပြပါပြောရမလဲဆို စီထားတာအနုပြောမှုစီထား ဟုတ်တယ်သူမအေဝုံးတာမြန်မီဒီယာထိတောင်ဟုတ်တာတွေ့လား ကျိုကရက်ကျမစီကိုပြည်သူတွေကသတင်းပေးပို့လာတယ်ရွှေကြုံမှာအခုရွှေသွားတဲ့ကောင်မလေးရဲ့အမေအားတဲ့တက်ချုပ်ကိုဆဲထားလိုက်မှအမရဲ့တဲ့မရိုင်းလိုက်တာတဲ့ဆိုတော့ရုပ်သံဖိုင်လေးပို့လာတယ်ဒီမျိုးသမီးကအခုချိန်ကြီးလဲသူ့တက်တော့ကောင်မှအဲ့ဒါမဖြတ်ထားအောင်မဖြတ်ထားအောင်အစ်စီပဲဗီဒီယိုမစိုက်တာစင်ကာပူမှာနေတယ်စင်ကာပူမှာအဲ့တော့အိမ်ကူလောက်တယ်ပေါ့နော်သူကအိမ်ကူလောက်တယ်ပြီးတော့ရေတနာရောင်းတယ်အဲ့ဒီကနေမှတက်ချုပ်ကိုအဲ့ဒီမှာစင်ကာပူကနေပြီးတော့ဆဲတာမှဖေနဲ့ဖာနဲ့တုတ်ပြီးဆဲတာပိုးစိုးပတ်ဆက်တွေဆဲတာဘောမတွေဆိုပြီးတော့လဲဘောမတွေဆိုပြည်သူတွေကိုဆဲတာမှပိုးစိုးပတ်ဆက်ပေါ့နော်အဲ့လိုဆဲတယ်ဆဲပြီးတဲ့ခါကျတော့အဲ့ဟာတင်ပြီး TikTok ကတယ် TikTok ရိုက်ထားတယ်ပေါ့နော်ပြီးတော့အဲ့ဒီကနေမြန်မာပြည်ပြန်လာတယ်အခုမြန်မာပြည်ကမိန်းကလေးငယ်ငယ်လေးတွေကိုသူကစင်ကာပူအိမ်ပေါ်လုပ်လို့ရတယ်အိမ်ကူလုပ်လို့ရတယ်ဆိုပြီးပို့နေတယ်ဆီယမတရားဝင်ပို့လာတာမပို့ရတာတော့ကျမလည်းမပြောတတ်ဘူးနိုင်ငံတော်ကသူစီစစ်လားမစီစစ်လားကျမလည်းမသိဘူးပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကျမအနေနဲ့ကတော့လက်ထက်မှာသတင်းကတော့ရထားပြီးပြီကျမထုတ်တော့မပြသေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုထုတ်ပြလဲရေးရွယ်လို့မရှိဘူးဟိုဓာကြီးကခွန့်လွတ်လိုက်မယ်ဆိုဘာမှမထူဘူးလေကိုကဘာလို့လူစိုးလုံးပါလဲဟုတ်တယ်မလူစိုးလုံးမလူစိုးမလုပ်ဘူးကျမထုတ်မပြဘူးသတင်းထဲမှာလူတွေကမရှက်တတ်ဘူးနော်မရှက်တတ်ဘူးတို့ကလေသူတို့ပြောတော့အဲ့နုပညာရှင်တွေဘောမနုပညာရှင်တွေဆိုဘောမတွေကဘောလူတွေတောင်မှရုပ်မှရိုင်းဆိုင်တာဆိုပြောခဲ့ပြီးတော့အဲ့ဘောမနုပညာရှင်တွေရွေးတဲ့ရွှေကြိုဝင်ပြန်ပြီးတော့ဘောမနုပညာရှင်ရွေးတဲ့ရွှေကြိုပန်းလေးကင်ပြီးတော့ပြောလို့မရဘူးလေကင်ပြီးပွဲဝကိုတက်ချုပ်လဲတက်ချင်တက်မှာလေသူဖေနဲ့ဖာနဲ့ဆဲထားတဲ့တက်ချုပ်ကိုသူ့တမီးကရွှေကြိုပန်းလေးကင်ပြီးတော့အကယ်ဒမီပေးခွဲမှာဒီလိုမျိုးပေါ့နော်စင်ပေါ်မှာအဲ့လိုမျိုးဂါဝရပြုတ်ပါညာအဲ့လိုမျိုးရှိတာကို तू ကထိုင်ကြည့်နေမှာလားမသိဘူးအဲ့မျိုးသမီးကိုကျွန်မမေးချင်တာပေါ့နော်ကျွန်မရုပ်သံဖောင်မြင်နေဆိုရင်ကျွန်မမေးကြလေးဖြေကြည့်ပါလားရှင့်